မင်္ဂလာပါမိတ်ဆွေတို့ Creator Money Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မိတ်ဆွေကကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ဖို့စဉ်းစားထားတယ်ဆိုရင်မိတ်ဆွေရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့စီးပွားရေးစနစ်ကိုနားလည်ဖို့လိုအပ်ပါတယ်ဒီနေ့တော့မိတ်ဆွေတို့အတွက် economy ဘယ်လိုလုပ်တယ်လဲဆိုတာသိသွားရင်မိတ်ဆွေကစီးပွားရေးကိုဘယ်လိုစလုပ်ရမလဲဆိုတာပါသိသွားပါလိမ့်မယ်ဗီဒီယိုလေးကိုစလိုက်ကြရအောင်economy ဘယ်လိုလုပ်တယ်လဲ economy လုပ်ပုံက6ချက်ပဲရှိပါတယ်နံပါတ်1 demand လူတိုင်းမှာမတူညီတဲ့လိုအပ်ချက်ဆိုတာအမြဲရှိနေကြတာပါဥပမာအစားအသောက်နေစရာအိမ်ဖုန်းအသက်လိုချင်တယ်အသေးစားလုပ်ငန်းတွေလုပ်ကိုင်ချင်တယ်ဘူးတူတာတွေလိုချင်တယ်ဒီလိုအပ်ချက်တွေက demand ဖြစ်ပါတယ်နံပါတ်2 supply demand ရှိပြီဆိုရင်လုပ်ငန်းရှင်တွေက product service content creationအစရှိတဲ့ demand တွေကိုဖြည့်ဆည်းဖို့အတွက် supply တွေတိစောက်ကြပါတယ်ဒါက economy ကိုလည်းပဲစေမယ်အဓိကတော့ချက်တစ်ခုပါနံပါတ်3 price demand နဲ့ supply ကိုဈေးနှုန်းကဆုံးဖြတ်တာပါ demand နဲ့ supply ဆိုတာက business ရဲ့စစ်မှန်တဲ့တော့ချက်တစ်ခုပါ business လည်းပဲဖို့ဆိုရင်ရောင်းလိုအားနဲ့ဝယ်လိုအားကရှိရပါမယ်ဘာကြောင့်ရှိရမှာလဲဆိုရင်ဝယ်လိုအားများရင်ဈေးတက်မယ်ရောင်းလိုအားများရင်တော့ဈေးကျပါတယ်ဒါကတော့စီးပွားရေးနယ်ပယ်ကသူတွေဆိုရင်လုံးဝသိပါတယ် crypto trader တွေလည်းရင်းနှီးမယ်လို့ထင်ပါတယ်နံပါတ်4 flow of money လုပ်ငန်းရှင်တွေကကုမ္ပဏီရဲ့အင်အားရှိလာတာကြောင့်သူ့ရဲ့ဝန်ထမ်းအလုပ်သမားတွေကိုဝန်ဆောင်မှုအတွက်လစာငွေပေးရပါတယ်အဲ့ဒီဝန်ထမ်းအလုပ်သမားတွေကလည်းတခြားလက်ပတ်မှုတစ်ခုမှာပြန်လည်အသုံးပြုကြရပါတယ်အဲ့တော့ other business တွေနဲ့အယောင်းဝယ်ပြန်ဖြစ်ပြီးဒီစနစ်နဲ့ပဲနိုင်ငံတနိုင်ငံရဲ့ငွေကြေးစနစ်ကလက်ပတ်မှုရှိလာတာပါဒီကွင်းဆက်ကို circular flow of income ဝင်ငွေလက်ပတ်စီစဉ်မှုလို့လည်းခေါ်ပါတယ် economy ရဲ့အလုံးစုံသောတော့ချက်ကတော့ဒီကွင်းဆက်တစ်ခုပါပဲနံပါတ်5 government အစိုးရကဒီလိုငွေကြေးလက်ပတ်မှုကိုထိန်းညှိဖို့အတွက်အခွန်ကောက်ခြင်းဥပဒေစီမင်းစည်းကမ်းထားခြင်းလမ်းကြောင်းဆေးရုံတည်ဆောက်ခြင်းနဲ့ငွေကြေး policy စတာတွေကိုထိန်းချုပ်ပါတယ်ဘာကြောင့်လဲဆိုတော့ငွေကြေးလက်ပတ်စီစဉ်မှုက economy ရဲ့အသက်သွေးကြောဖြစ်နေလို့ပါနံပါတ်6 tradeဒါကြောင့်ငွေကြေးလက်ပတ်မှုတွေနဲ့ပြည်တွင်းပြည်ပကုန်သွယ်မှုတွေပြုလုပ်လာပြီးတိုးတက်မှုတွေရှိလာတာပါဒီလိုအချက်လက်တွေအကုန်ပေါင်းပြီး economy တစ်ခုဖြစ်ပေါ်လာတာပါ business ရှိရင် economy ဆိုတာရှိလာမှာမဟုတ်ပါဘူးစီးပွားရေးနဲ့ပတ်သက်ပြီးသိချင်တဲ့အကြောင်းအရာကောင်းလေးတွေကိုလည်း description မှာပေးထားတဲ့ Facebook page Messenger ကနေလည်းမြင်လို့ရပါတယ်မိတ်ဆွေတို့အတွက်အကျိုးတစ်ခုရရှိတယ်ဆိုရင် like and share လေးလုပ်သွားပေးပါအောင် subscriber လေးနှိပ်ပြီးအသစ်တနိုင်မလွတ်ရအောင် notification ခေါင်းလောက်လေးလည်းနှိပ်ပြီးမမေ့နဲ့ဦးနော်မိတ်ဆွေတို့ရဲ့အထင်မြင်ချက်နဲ့အတွေးခေါ်အသစ်စီးပွားရေးယူဆငွေကြေးဆိုင်ရာအချက်လက်တွေများကိုလည်း comment မှာ feedback လေးတွေရေးပေးခဲ့လို့ရပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်အထူးဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်